သုံးမဝင်ဘူးတချို့ဟာလေးတွေကအသုံးဝင်နေအဲ့တော့ပါလာတဲ့ထဲမှာမှအသုံးအများဆုံးကဘာလေးတွေလဲပေါ့နော်ဒါလေးတွေကိုပြပေးမှဖြစ်ပါတယ်ပြီး over လေးဖြည့်တာတွေရောပေါ့နော်မနှက်ဖန်ကြလို့ရှိရင်เนาะဒါတင်တန်းသူကိုတင်ပြပေးမယ့်ဟာကိုညတွေက ready လုပ်ထားတာပေါ့နော်ဒါတွေကတော့ကိုက extension ဆက်မယ်ဆိုလို့အသုံးပြုမဲ့ဟာတွေ extension ကတော့ဒီမှာက15မျိုးလောက်ပြတာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့မနှက်ဖန်ကြလို့ရှိရင် nail cleansing ပေါ့နော် nail cleansing ကိုအသေးစိတ်ဒီကြကြတင်မှာဖြစ်ပါတယ်လက်သေး cleansing မှာ step by step ဘာတွေပါမလဲဆိုတာကိုတိချာပေါ့နော်စာတွေ့ရောလက်တွေ့ရောတင်ပြပေးမှာဖြစ်ပါတယ်ညတွေကဒါပြင်ဆင်ထားတာပေါ့နော်အဓိကမနှက်ဖန်ဘာတင်မှာလဲဆိုတော့ဒီဘက်မှာပေါ့နော်ဒါဆို nail cleansing လုပ်မယ်ဆိုလို့ရှိရင်အသုံးပြုမဲ့ product ပေါ့နော်စလာတွေကဒီလိုမျိုးရေနဲ့ရေစုဆေးပြားတွေပိုင်းနဲ့တခြားစိမ်ပြီးတော့မှအသုံးပြုမဲ့ step by step ပြီး dry set နဲ့ပေါ့နော် nail dry နဲ့ဥမှာcleansing လုပ်မယ်ပြီးသွားလို့ရှိရင်1 color ဆိုးတာ cuticle ညက်တာတွေ1 color ဆိုးတာတွေပြီး over လေးအုပ်တာမျိုးတွေပေါ့နော် over လေး UV gel အကြောင်းတွေမနေ့ဖက်တင်မယ်UV gel extension ဆက်ထားတာကိုမပြတ်စည်းအောင်လို့ဆိုပြီးတော့ပြန်ဖြုတ်တာတင်မယ်ရိုးရိုးလက်သေးအတုကိုရိုးရိုးကတ်ထားတာကိုပြန်ပြီးတော့လက်သေးမပြတ်စည်းအောင်မပန်းအောင်ပြန်ခွာနည်းတွေကိုတင်မယ်ရိုးရိုး gel color ပေါ့နော်လက်သေးအစ်စ်ပေါ်မှာ gel color ဆိုးထားတာကိုအမြန်ပေါ့နော်ဘလို့ပြန်ဖြတ်ကမလဲဆိုတာလေးတွေကိုတင်มาဖြစ်ပါတယ်မနေ့ဖက်တင်မဲ့ဘာသာရက်ကတော့များမယ်ပေါ့နော်များမယ်ဆိုတာကကြတော့ဒီလိုတဘာသာတဲ့ဒီဘာသာရက်တစ်ခုတည်းကိုတင်ပြီးတာနဲ့တခါတည်းသူတို့ဆောင်မွဲဖြည့်ပေးရမှာကိုရဲ့မိမိလက်ကိုမိမိပြန်လောက်ကမှာဖြစ်တယ်ပေါ့နော်ဒါကတော့ဒါကိုရတင်ထားတဲ့တင်မဲ့ဟာတွေကိုဒါစီထားတာဖြစ်ပါတယ်မနေ့ဖက်ညရင်တော့သူတို့တော့ခုံကတော့မနေ့ဖက်ညရင်သူတို့မိုးလင်းတာနဲ့သူတို့ရဲ့ခုံတွေမှာသူတို့အသုံးပြုမဲ့ product တွေကိုတခါတည်းချပေးမှာဖြစ်ပါတယ်နေဖိုင်နေဒီဟာတွေအသုံးပြုတဲ့ disease step by step တွေကိုလည်းပြောပြပေးမှာဖြစ်တယ်ပေါ့နော်သူတို့ရဲ့အသုံးဝင်ပုံပေါ့နော်လက်သက် extension ဆက်လို့ရှိရင်ဘယ်ဒဇီးကိုသုံးရမလဲ extension မဆက်တဲ့လက်မျိုးဆိုလို့ရှိရင်ဘယ်ဒဇီးကိုရှောင်ရမလဲရမှာအစပေါ့နော်ပြီးတော့ဒီလိုမျိုးပေါ့နော်နံပါတ်လေးတွေအကြောင်းလဲတခြားသိပေးမှာဖြစ်တယ်တော်တော်များများတော့လက်သေး cleansing လုပ်လို့ရှိရင်ဒီလိုနံပါတ်တွေကိုပေါ့နော်သူတို့တွေအဲ့လိုတချို့တော့သိရတချို့ကတော့သိပြီးတော့မရှင်းသေးတာပေါ့နော်ဒါတွေအကုန်လုံးတခြားရှင်းပြမှာဖြစ်တယ်မနေ့ဖန်ကြလို့ရှိရင်ပေါ့နော်ဒီနံပါတ်အကြောင်းတွေရှင်းပြမယ်ပြီးတော့ဒီလိုမျိုးပေါ့နော်ဒီတွေဆက်ခေါင်းတွေပေါ့နော်ဒီခေါင်းတွေရဲ့အသုံးဝင်ပုံပေါ့နော်တချို့ဟာလေးတွေကလည်းအသုံးမဝင်ဘူးတချို့ဟာလေးတွေကအသုံးဝင်နေအဲ့တော့ပါလာတဲ့ထဲမှာမှအသုံးအများဆုံးကဘာလေးတွေလဲပေါ့နော်ဒါလေးတွေကိုပြပေးမှာဖြစ်ပါတယ်ပြီး over လေးဖြည့်တာတွေရောပေါ့နော်မနေ့ဖန်ကြလို့ရှိရင်เนาะဒါတင်တန်းသူကိုတင်ပြပေးမယ့်ဟာကိုညတွေက ready လုပ်ထားတာပေါ့နော်ဒါတွေကတော့ကိုက extension ဆက်မယ်ဆိုလို့အသုံးပြုမဲ့ဟာတွေ extension ကတော့ဒီမှာက15မျိုးလောက်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာတော့ဒါကတော့မနေ့ဖန်ကြလို့ရှိရင်အကြမ်းမြင့်ပဲရှင်းပြမှာပေါ့နော်အများကြီးပဲဒါခုံပေါ်မှာမလောက်တော့လို့မတင်ရတာပေါ့နော်ဒါတင်တဲ့သူတွေလွယ်လွယ်ကူကူလေးသိအောင်လို့နံပါတ်လေးတွေပါရေးထားပေးတယ်ပစ္စည်းကောင်းတွေပဲပေးသုံးထားတယ်ဒါတင်တဲ့သူတွေသုံးဖို့ဟာတွေပေါ့နော်ဒါတွေကတော့မနေ့ဖန်ညအကြမ်းမြင့်ပဲပြပေးမှာလက်သက်ဆက်တာမပါဘူးမနေ့ဖန်ညရင်တို့တွေရှုပ်သွားမှာဆိုလို့ဘာဖြစ်လဲဆိုတော့အခြေခံမရှိတဲ့သူတွေတော့ကကြတော့အရန်ရှုပ်သွားရင်တို့တွေအရန်စိတ်ညစ်သွားမှာတင်ရတာမပျော်တော့ဘူးပေါ့နော်အဲ့တော့ခါကျတော့မပျော်မှာဆိုလို့တို့အေးအေးဆေးဆေးနဲ့နားလည်လွယ်အောင်လုပ်တင်ပြီးမှဖြစ်တယ်ဒါကတော့ပိုးသက်ဆက်မီနီပိုးသက်ဆက်ပေါ့နော်ဒီပေါ်မှာရှိတဲ့ product တွေအကုန်လုံးကပိုးသက်ပြီးသားဖြစ်တယ်ပိုးသက်ပြီးတော့မနေ့ဖန်ညရင်လည်းတစ်ခါပြန်ပြီးတို့ပိုးထက်သက်ပြမှာပေါ့နော်ပိုးသက်နီးပါမယ်နော်ကဲဒါဆိုနော်မနေ့ဖန်ကြလို့ရှိရင်နော်သင်ခန်းစာလေးနဲ့အတူတူ line ပေါ်မှာလည်းသင်ပေးပါမယ်နော်မနေ့ဖန်ညရင်လည်းဟို tutorial လေးရိုက်ပြီးတော့မှသင်ပေးပါမယ်အားလုံးကိုကျေးဇူးပါဒါညဘက်ပြင်ဆင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကို good night ပါတတာ